Hello ခုလိုတွင်သည်ပေါ်တဲ့ယာဒီလေးမှာမဟုတ်ဆက်လုံးဝမလိုပဲနဲ့မကောက်ဦးလေးတူရှိနေုံနဲ့ဘယ်လိုတကူလှုပ်ရှားလို့ရတယ်ဒူရင်ဖီလူလေးလုပ်ပြပေးပါမယ်လိုအပ်တဲ့ပါဝင်ပစ္စည်းလေးတွေနဲ့အချို့အစလေးတွေကိုဗီဒီယိုရဲ့အနောက်ဆုံးမှာအသေးစိတ်ရေးထားပေးပါတယ်ပါဝင်ပစ္စည်းအားလုံးကိုတပြိုင်တည်းထည့်ပြီးတမအောင်ရောမှုပေးရမှာဖြစ်ပါတယ်ခုလိုနေထားလေးရပါပြီဆိုရင်မုံနစ်လေးတွေတန်အောင်စကားလေးနဲ့ဆစ်ပေးရပါမယ်ရလာတဲ့မုံနစ်လေးတွေကိုထောပတ်တုတ်ထားတဲ့မကတ်အိုးလေးကိုတုံးပြီးပြထားသလိုမုံချက်လေးတွေဖြစ်အောင်ပြုလုပ်ရပါမယ်မုံချက်လေးတွေလုပ်တဲ့အခါမီးအားရမ်းမပြင်းမှုဂရုစိုက်ရပါမယ်မုံတာမထူအောင်လဲမုံနစ်လေးတွေကိုတိချချိန်ပြီးထည့်ပေးရပါမယ်မုံတာတွေထူနေရင်မုံဖောက်တဲ့နေရာမှာပုံမချဖြစ်တတ်လို့ပါပြထားသလိုမုံမျက်နှာပြင်လေးတွေဖောက်ပြီးမုံတာကျက်လာတဲ့အနေထားရလာပြီဆိုရင်မုံချက်လေးတွေကိုဗန်လေးထဲမှာထည့်ပြီးအေးခံပါမယ်မုံတာလေးမခောက်တော့အောင်လဲကြကြနနဖြတ်နာပေးရပါမယ်မုံချက်လေးတွေအေးခံထားတဲ့အခါမှာဒွင်းသီးလေးတွေကိုအသားနွယ်မိလာပါမယ်ခဲဒီလိုလေးရပါပြီခရင်လေးကိုလည်းဆက်လေးနဲ့မွေထားပေးလိုက်ပါတယ်ဆက်မရှိတဲ့လူတွေကတော့ hand whisk နဲ့လည်းရပါတယ်ခင်ဗျာလိုအပ်တာတွေအားလုံးလည်းအဆင်သင့်ဖြစ်နေပြီဆိုတော့မုံလေးစားလုပ်ကြမယ်နော်မုံလေးကိုပိုးလာစီခြင်းမုံချက်လေးတွေမျက်နှာပြင်ကိုတိချရွေးပေးရပါမယ်ခရင်ကိုအများကြီးမကြိုက်လို့လည်းပဲထည့်လိုက်ပါတယ်ဒါပေမဲ့ဒူးရင်းကိုတော့များများထည့်ပါမယ်ဒါလေးကတော့ဘယ်လိုခောက်လဲဆိုတဲ့ပုံစံလေးပါမရှင်းတော့တစ်ခါပြန်ကြည့်လို့ရပါတယ်မုံလေးဘယ်လိုလုပ်တယ်ဆိုတာအစားတေချာသေးစိတ်ပြထားပေးရမလို့ပြန်လိုက်လုပ်ကြည့်ရတဲ့အခါလဲလွယ်ကူမှာပါခင်ဗျာကဲကြည့်ပါဦးဒူးရင်းပစ်လို့ဆိုတဲ့အတိုင်းတကယ်ကောင်းအောင်လေးမှကောင်းခုကတော့အိမ်မှာလည်းတကူလှုပ်ရှားလို့ရတယ်ဒူးရင်းဖီလိုလေးတွေကိုလုပ်ပြပေးသွားတာပါဗျာဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးကြလို့ကျေးဇူးပါနောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်တွေ့ကြမယ်